နဲ့နှခင်ပါရှင်မနက်7:00 နာရီခွဲသတင်းတွေကိုကျမရှင်မင်းထွန်းကတင်ဆက်ပေးမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ပထမတန်းကနေစတုတ္ထတန်းအထိပညာရေးဝန်ကြီးဌာနကကျောင်းဝတ်စုံတွေကိုထောက်ပံ့ပေးသွားမယ့်သတင်းအပါအဝင်တခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အခြေခံပညာကျောင်းတွေမှာကျောင်းအပ်နှံရေးအစီအစဉ်အရတနိုင်ငံလုံးအတွက်ပထမတန်းကနေစတုတ္ထတန်းအထိပညာရေးဝန်ကြီးဌာနကကျောင်းဝတ်စုံတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်အဲဒီလိုထောက်ပံ့ပေးရမှာတငယ်တန်း KG အတွက်စုစုပေါင်း73သိန်းကျော်ပထမတန်းအတွက်17သိန်းကျော်ဒုတိယတန်းအတွက်10သိန်းကျော်နဲ့စတုတ္ထတန်းအတွက်9သိန်းကျော်ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပထမတန်းကနေဒသမတန်းအထိကျောင်းသုံးဖက်စာအုပ်တွေကိုလည်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။အခုနှစ်ကျောင်းအပ်နှံရေးတွေကိုအခုလ25ရက်နေ့ကနေ30ရက်နေ့အထိသတ်မှတ်ထားပြီးကျောင်းသားကျောင်းသူတွေကျောင်းအပ်နှံရမှာကျောင်းလာကမိဘဆရာအသင်းကြီးအားကစားကြီးစာရေးကိရိယာကြီးနဲ့ကျောင်းစာကြည့်တိုက်ကြီးအပါအဝင်တခြားမည်သည့်အခကြေးငွေကိုမှလုံးဝကောက်ခံသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ကျောင်းနေအရွယ်ကလေးတွေအားလုံးအခွင့်အရေးတူညီစွာနဲ့ပညာသင်ယူခွင့်ရရှိဖို့9နှစ်အရွယ်ကလေးတွေကိုတငယ်တန်း KG မှာအနှံကြဖို့နဲ့6နှစ်အရွယ်ကလေးငယ်တွေကိုပထမတန်း Grade 1မှာအနှံရမှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကညွှန်ကြားထားပါတယ်ရှင်။မြန်မာနိုင်ငံမှာကျောင်းကားပြုလုပ်ဖို့အတွက်ကိုရီးယားနိုင်ငံကဘတ်စကားအစီအ200တင်ပို့ဖို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့တောင်ကိုရီးယားကုသန်းရောင်းဝယ်မှုမြင့်တင်ရေးအေဂျင်စီကိုထရာတို့သဘောတူညီမှုရခဲ့ပြီလို့ကိုရီးယားဟယ်ရယ်သတင်းမှာဖော်ပြလိုက်ပါတယ်။ဟာဒိုင်မော်တာကထုတ်လုပ်တဲ့လူစည်းထိုင်ကုန်29ကုန်ပါမြို့ကောင်တီဘတ်စကားအစီအ200ကိုတင်ပို့သွားမှာဖြစ်ပါတယ်။ဒီသဘောတူညီမှုဟာကိုရီးယားနဲ့မြန်မာနိုင်ငံအစိုးရကြားမှာအစိုးရချင်းတိုက်ရိုက်ဆက်သွယ်ခဲ့တဲ့ပထမဆုံးသဘောတူညီမှုဖြစ်ပြီးကိုရီးယားနိုင်ငံရဲ့ကုသန်းရောင်းဝယ်ရေးကမ္ပဏီ POSCO Daewoo International ကလည်းဒီသဘောတူညီမှုမှာပါဝင်ခဲ့တယ်လို့ကိုရီးယားဟယ်ရယ်သတင်းမှာဖော်ပြသွားခဲ့ပါတယ်ရှင်။ရခိုင်ပြည်နယ်စစ်တွေကနေဘူးတိတောင်မြို့ကိုမော်တော်ယာဉ်နဲ့သွာလာနိုင်တော့မှာဖြစ်ပါတယ်။ဒေသလိုအပ်ချက်အရ2018ခုနှစ်မေလကစပြီးသွာလာနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့စောက်လုပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးကျော်လင်းရဲကပြောပါရယ်စစ်တွေဘူးတိတောင်ကားလမ်းပေါ်မှာလက်ရှိတရားကြီး2စင်းကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီးကျန်တဲ့ရတိတောင်ချောင်းတရားကိုလည်းစတင်ဆောက်လုပ်နေပါတယ်ကျန်တဲ့ဆိုင်းတင်ချောင်းတရားအပါအဝင်တရားကြီး4စင်းကိုတပြိုင်တည်းတိဆောက်သွားမှာဖြစ်ပါတယ်လက်ရှိမှာစစ်တွေကနေဘူးတိတောင်မောင်တော်ကိုရေချောင်းခင်းနဲ့သာသွာလာနိုင်ပြီးကားလမ်းပြီးစီးမယ်ဆိုရင်စစ်တွေပုံနာကျွန်းရတိတောင်ဘူးတိတောင်ကတဆင့်မောင်တော်မြို့ကိုသွာလာနေမှာဖြစ်ပါတယ်ဒီသတင်းကိုတော့စစ်တွေသတင်းတောင်မြက်ဝေကပြပို့ထားဖြစ်ပါတယ်ရှင်ကိုတိုင်းဒေသကြီးတောင်ငူမြို့ကထန်းရိပ်ဆိုင်တစ်ခုမှာမူရစ်စေဝါတွေမနေ့ကဖမ်းဆီးရမိခဲ့ပါတယ်တောင်ငူမြို့အထက်ကတစ်ကျောင်းအနောက်ဘက်ကထန်းရိပ်ဆိုင်အတွင်းရောက်ရှိနေသူအမျိုးသား2ဦးထံကမူရစ်စေပြားတွေဆက်ဆက်ပစ္စည်းတွေပတ်စံ3သိန်းကျော်နဲ့ဆိုင်ကယ်တစ်စီးတို့ကိုတင်စီရမိခဲ့တာပါဒါကြောင့်တရားမဝင်စိတ်ကြွယူသွတ်စေပြတဲဆောင်ရောင်းချသုံးဆွဲသူ2ဦးကိုတောင်ငူမြို့မှာရဲစခန်းကအမှုဖွင့်ရေးယူထားလို့သိရပါတယ်။ဒီသတင်းကိုတော့တောင်ငူသတင်းတောက်ကျော်သူဝင်းကပြပို့ထားဖြစ်ပါတယ်ရှင်။ရန်ကုန်မန္တလေးအမြန်လမ်းတစ်လျှောက်မှာရရင်နာစခန်းတွေကိုမိုင်90ကိုတစ်ခုစီနဲ့တိစောက်နေရမိုင်တိုင်86ကရရင်နာစခန်းတစ်ကိုတိစောက်ပြီးစီးနေပြီဖြစ်ပါတယ်။ဒီစခန်းတစ်ကိုဇူလိုင်လအတွင်းမှာဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်းစောက်လုပ်ရေးဝန်ကြီးဌာနမှသိရပါတယ်။အဲ့ဒီရင်နာစခန်းတွေမှာစားတောက်ဆိုင်တွေနဲ့73စီရောင်းဆိုင်တွေအပြင်အများပြည်သူအပန်းဖြေနေရတွေနဲ့ဆေးကန်းတွေထည့်သွင်းတိစောက်ထားပါတယ်။လက်ရှိမှာရန်ကုန်မန္တလေးအမြန်လမ်းတစ်လျှောက်ရင်နာစခန်းအကြီး4ခုနဲ့အသေး9ခုဖွင့်လှစ်ပြီးဖြစ်ပါတယ်ရှင်။သတင်းတွေကိုဒီမှာပဲရနာပါမယ်။ဒီကနေ့နေ့လယ်12နာရီခွဲမှာလည်းသတင်းစီစဉ်သစ်တွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုနိုင်ပါတယ်။ပြည်သက်များအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသေးရှင်။